ဒီနေ့ပထမဆုံးဖအံရောက်တာဆိုတော့တောက်ဝိုင်းစတတ်ပါမယ်ကျွန်တော်တို့ဟိုတယ်ကနေစထွက်တာတော့9:10 မိနစ်ဖြစ်ပါတယ်။ဘာညာပေါ့မိုးကတော့နည်းနည်းလေးရွာနေရယ်မောင်လဲမောင်ပါတယ်နေကမထွက်သေးရလားမိုးရွာလို့မမြင်ရလားတော့မသိဘူးဒီနေ့ပါလေ let's go 9:38မှာတော့တောင်ဝိုင်းသားရောက်ခဲ့ပါပြီဒါကတော့ဘာတောင်လဲမသိဘူးတော်တော်လေးတော့လာရဗျာโอเคဗျာနော်စတင်ရောက်ရှိကားတွေကတော့အများကြီးပဲ express ကားဆို10စီးတောင်ပါစားစရာတောက်စရာနဲ့တစ်ခါတော့မိုးကအင်ဂျီကိုဒီမုတ်ဆိုင်မှာဝယ်လို့ရပါတယ်မိုးကအင်ဂျီကတစ်ထည့်9000တင်တယ်ပါလာတဲ့ကားတွေဆိုင်ကယ်3ဘိန်းတွေကိုတော့ဒီမှာအပ်ခဲ့ပြီးတောင်ထိပ်ကိုလမ်းလျှောက်တက်ရမှာပေါ့ဗျာလိုင်းပေါ်မှာတွေ့နေရတဲ့နာမည်ကြီးတောင်ဝိုင်းဝင်ပေါက်ကတော့ဒါပါပဲတက်ပုံရရင်တော်တော်လေးလာရတယ်နော်ရင်ငွေရဲ့တောင်တန်းရဲ့တစ်ပင်ရဲ့ကိုဒီလိုလေးမြင်ရတော်တော်လေးတော့အပန်းပြေရဗျာဒီလား9:44မှာစတက်ပါမယ် Let's go 9:00လောက်တယ်9:44ပဲပုံရိုက်မယ်ဆိုရင်ကလေရိုက်လို့ကောင်းတဲ့နေရာကြီးအများကြီးပဲတီးတာဒီနားမှာလည်းဝယုံတော်လေးနဲ့ရိုက်မယ်ဆိုတော်တော်လေးလာပါတယ်ဒီနေ့ကတွိုင်းလည်းအရင်ဆင်ပြေသွားပြီတီးတာမိနစ်တုန်းကလို့မဟုတ်တော့ဘူး Okay 9:52မှာတော့စတက်ပါတော့မယ်9:52မှာLet's go ဒီနေ့တောင်ဝိုင်းတက်တဲ့လူတွေကအရန်ကန်ကောင်းသွားပြီတီးလားတောင်ချီကနေဟိုးတောင်ထိပ်ထိကိုလက်ကင်တန်းတောက်လျှောက်ရှိရဗျာမိနစ်တုန်းကဆိုရင်အဲ့လေကားတွေကိုကုတ်ကင်တက်ပြီးတော့ပင်ပန်းပန်းကိုစူးစမ်းနေရပါတော့နော်ပြီးတော့နားစရာနေရာတွေလည်းရှိရအခုတွိုင်းလည်းလုံနေရဗျာ6:41ဘယ်တော့မောနေပါပြီတော်မောနေရတော့easy 56မှာတော့ကျော်တောင်ထိပ်ရောက်ပါပြီ yeah ဒါပေမဲ့လေကားမှာလူလည်းများနေလို့ခဏစောင့်နေခဏချစ်ဖို့လူကမလို့ဖြစ်တောင်ထိပ်လည်းရောက်မိုးလည်းရွာအမှတကူလုံးကိုဆူရွှဲလို့အားသာချက်ကတော့လန်းလန်းဆန်းဆန်းလေးဖြစ်သွားတယ်အားနေချက်ကတော့မိုးဆူတယ်ဗျာအလားပြတ်တယ်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့လေကားနီဆိုတာတော့ဒါပဲအမြင်ကြောက်တဲ့လူဆိုတော့ဒီနားမှာဒူးတုံချင်းစရာလေကျွန်တော်ကတော့ဒူးတော်တုံးတယ်လေးတိုင်းပူဆိုးပါဗျာအခုကမိုးပါရွာလေးရလို့ကျေးဇူးပါလို့ကိုရီထက်အရင်ရောက်နေတဲ့လူတွေကတော့မှအလံနေနဲ့ပါတပ်ပုံရိုက်နေကြပြီလေကားနီမှာလည်းတန်းစီစောင့်ပြီးတော့ပုံတွေရိုက်နေကြဒီနားမှာပုံရိုက်ဖို့ကတော်တော်ဆောင်းရတယ်မလွယ်ဘူးခဏလေးလူရှိရင်ဒီအလံနဲ့တပ်ပုံရိုက်မယ်အောက်ကိုမြင်ရရင်ပိုလာရဗျာဒီလားအလံနဲ့တပ်ပုံရိုက်တာကတော့ကျွန်တော်နဲ့အာကာပဲပေါ်ရောက်တွေကဟိုနှကောင်စောင်းရအောင်ပဲဗျာတသားနီနဲ့တပ်ပုံရိုက်မလို့လူကဘလို့မှမရှိဘူးဗျာထားလိုက်ပါတော့မရရလေးနဲ့ပဲရိုက်ရမှာပေါ့တပ်ပုံရိုက်တာလည်းပါရမီပါမလားဘလို့ရိုက်ကိုမလောက်ပြီးတော့ group တို့ရိုက်တယ်ပေါ့ဗျာလာတော့မလာပေမဲ့လည်းအမတ်တရားပေါ့ဒီကြောက်တုံသားလေးမှာရိုက်လေလာတယ်ဒီကဒါပေမဲ့လူကတော်တော်စုပ်ပြတ်တတ်နေတော့မရိုက်တော့ဘူးဗျာမိုးမိတာစမပြေပါဘူးခဏအောင်ကလေတပ်ပုံရိုက်နေရင်ဒီနားလေးမှာဖုန်းကျသွားတာတဲ့တနာပါတယ်လို့ဖုန်းကြီးကျသွားဘလို့မှပြန်မရနိုင်တော့ဗျာဒီက6လူမျိုးဖြစ်နေတော့လေဖုန်းပိုင်ရှင်တာကိုတာဆိုတော့တကယ်ငုံမိပါပဲရာဒီဥတုကလေတော်တော်လေးကိုဆိုးလာတော့အောက်ကိုလည်းဘာမှမမြင်ရအောင်ပြီးတော့မိုးကလည်းဆိုးနေတော်တော်လေးကိုအေးနေပြီဗျာမဖျားဖို့ပဲဆူတောင်းအောင်ပါပဲ9:45 မိနစ်တော့ရှိပြီအောက်ကိုတော့တေချာမမြင်ရသေးဘူးတိမ်တွေကဖုံးသွားလိုက်ပြီးတော့ပြန်ပြီးပျောက်သွားလိုက်နဲ့တိမ်တွေရှင်းသွားရင်တော့အောက်ကတဘာဝအလားတွေကိုမြင်ရရဗျာအဲ့ခါကျရင်တော့ဓာတ်ပုံရိုက်ရတော်တော်လေးလာတယ်ရန်ကုန်မှာမရောက်ကဲနောက်ဆုံးတော့ဓာတ်ပုံရိုက်ချင်တဲ့နားလေးဓာတ်ပုံရိုက်လို့ရသွားပြီလူကတော့စုပ်ပြတ်တက်နေရပဲမိုးကရင်ကြီးမပြောနဲ့အုတ်ထုတ်တော့မပါလာဘူးဒီတစ်ခါပအံမိုးကိုရှော့တွဲမိတာမားတာပဲအမဒီဘဲတွေက111 5ခါအော်ဆိုလို့လေအော်ပေးလိုက်ရသေးတယ်ပြီးတော့ဘာမှလည်းဟုတ်တာမဟုတ် view မလားလို့ edit မရပါဘူးတဲ့ဗီဒီယိုကဒါက9:49ရှိပြီနေထွက်လာရင်တော့အောက်ကိုမြင်ရရင်လာရတယ်ဗျာအခုကနေမထွက်လာတော့အောက်ကိုတေချာမမြင်ရဘူးပေါ့နော်ဆိုတော့တိန်းနေအလားပဲကြည့်ပေါ့မိုးကလည်းရွာနေရောဆိုတော့မတတ်နိုင်ဘူးလေရာတီဥတုကလည်းဗျာသူများအိုက်သွားရင်တော့တားရပါတယ်ကိုရီသွားမှသိရမလားမိုးတွေရွာတိန်နေဖုံးနေနေမပူတော့လေတိန်နေဖုံးတဲ့ vibe လေးနဲ့တမျိုးမိုက်တာပေါ့ဗျာ8နာရီထိုးကန်ဒီလောက်ရောက်တော့ကိုရီဝမ်နဲ့ကြေခွဲနေရတီးလို့လားမသိပါဘူးမိုးတွေတိတ်ပြီးတော့တိန်နေတော်တော်လေးရှင်းတော့ကိုရီမြင်ချင်ခဲ့တဲ့ view လေးတေချာလေးမြင်ခဲ့ရတယ်ဗျာပုံကတော့ရိုက်တိုင်တော့တော်တော်လေးလာရတော့ဒီလိုလေးအောက်ကိုမြင်နေရတယ်လေကဲဘာမှလည်းမစားလာရအောင်ဘိုက်ကလည်းစာနေပြီဆိုတော့ပြန်တော့မယ်လေအိုးကြည့်ပါဦးလို့လမ်းမြင်ရတဲ့တောင်လေးကလည်းလှလိုက်တာပြန်ဆဲတာတော့8:15 မိနစ်ပါပါ Let's go အစင်းကတော့လေမောတာပင်ပန်းတာတွေမရှိတော့သေးတာခြေရောက်ကတော့တော်တော်လေးတုံနေဗျာကျွန်တော်ခုဆင်းလာ15မိနစ်တိတိရှိသွားပြီမပင်ပန်းဆိုပေမဲ့လည်းတတိထားပြီးတော့ဆင်းရတယ်ပေါ့နော်တော်ကြလေချော်လဲဝိုင်းအန်ဒီရများရဗျာ8:39မှာတော့ဒီနားလေးရောက်ပါပြီဒီနားလေးရောက်ရင်တော့အောက်ကိုတိတ်မလို့တော့လို့ပြောမှာပေါ့နော်โอเคနောက်ဆုံးတော့အောက်ကိုလမ်းမြင်ရပါပြီ8:49ဆိုတော့ဆင်းသွားတာနိုင်ဝက်လောက်ကြာပါတော့မိနစ်30ကွက်တိပဲဗျာ8:00ဒီမောလာမောပြန်ပြီဘိုင်
Let's go ဇက်ကလေး